မျှဝေခြင်းတဲ့အကြောင်းတရားကတော့ကျွန်တော်တို့ restaurant business တခုကိုလုပ်တဲ့ခါကျရင်ကျွန်တော်တို့စပြီးတော့လုပ်ငန်းလုပ်မယ်ဆိုရင်လိုအပ်တဲ့အချက်၃ချက်ကိုကျွန်တော်မျှဝေခြင်းပါတယ်။စားသုံးစားလုပ်ငန်းကိုစပြီးလုပ်မယ်လို့ရည်စားပြီးဆိုရင်ကျွန်တော်တို့ passion အနေနဲ့ emotional လို့မရပါဘူး။ကျွန်တော်တို့တကယ် business လုပ်ငန်းဖြစ်တဲ့အတွက်ကျွန်တော်တို့ business ကို business လို့စဉ်းစားမှာဖြစ်ပါတယ်။ emotion ကိုအခြေခံပြီးတော့ဒီဆိုင်လေးကိုကြိုက်တယ်ဒါမျိုးလေးလည်းလုပ်မယ်ဒီလိုလေးထင်မယ်ဆိုရင်တော့အဲ့ဒါအဆင်ပြေမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ပြောနေကြစကားတိုင်းပတ်စံပေါ်တော့လုပ်ပေါ့နော်ကျွန်တော်တကယ်လို့ကျွန်တော် business တစ်ခုအနေနဲ့လုပ်မယ်ဆိုရင် machine ဖြစ်လို့တာကျွန်တော်တို့ business ကိုလိုချင်တဲ့ကိုဖွင့်ချင်တဲ့ဆိုင်ရဲ့ concept တွေဘယ်လိုဖြစ်လာမှာဖြစ်တာဆိုတာကိုကျွန်တော်အရင်လေ့လာဖို့လိုတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဘယ်လို menu ရောင်းပါလဲဘယ်လိုစားသုံးသူကိုရောင်းပါလဲဘယ်နေရာမှာရောင်းပါလဲအဲ့ဒါအတွက်ကကျွန်တော်တို့နေရာတွေအားလုံးလိုက်လေ့လာဖို့လိုတယ်အဲ့နေရာတွေမှာအလုပ်ဖြစ်နေတဲ့ site တွေကိုလည်းတခြားလေ့လာဖို့လိုတယ်အဲ့ဘာအစားအစာတွေရောင်းလဲဘယ်လိုမျိုးတွေစားရမှာဒါတွေအကုန်လုံးလေ့လာဖို့လိုပါတယ်အဲ့လိုကျွန်တော်အကြမ်းမြင်လေ့လာပြီးဆိုကျွန်တော်နံပါတ်1အချက်ကိုကျွန်တော်သွားလို့ရပါပြီ